ပြည်ပမှာရောက်နေတဲ့အိမ်ကူအမတွေညီမတွေတို့မို့မိသားစုအသီးသီးရဲ့သူရဲကောင်းအမျိုးသမီးတွေအားလုံးမင်္ဂလာပါဗျမနေ့ကကျွန်တော် post လေးတစ်ခုတင်လိုက်တဲ့အခါမှာအားလုံးကကျွန်တော်ကိုအားရှိတယ်ကျေးဇူးတင်တယ်သူတို့ဝမ်းသာကြတယ်ပေါ့နော်သူတို့ဘက်မှာအဲ့လိုလေးရှိတော့ကျွန်တော်လည်းတကယ်ပြောရပါတယ်ဗျဝမ်းသာရပါတယ်အဲ့အတွက်ဒီနေ့ကျွန်တော်မအားတဲ့ကြားနေအခုမှကြည့်မိတဲ့အတွက်ကျွန်တော်ချက်ချင်းပဲဒီ post လေးနဲ့ reply ပြန်ပေးတာပါအသီးသီးကိုလေနော် comment မှာတယောက်ချင်းစီကိုကျွန်တော် reply မပြန်မိတဲ့အတွက်မပြန်ဖြစ်တဲ့အတွက်လည်းကျွန်တော်ကိုနားလည်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အဲ့တော့ဒီနေ့ဘာလေးပြောချင်လဲဆိုတော့ဒီဘာမှာပေါ့နော်အိမ်ကူအဖြစ်အလုပ်လုပ်နေရတဲ့ညီမလေးတွေကိုကျွန်တော်တို့သူတို့ဒီ agent အသီးသီးစီကနေပြီးတော့တွားကြတာဖြစ်တယ်အဲ့တော့ agent အသီးသီးစီကနေပြီးတော့ဟိုဘက်ရောက်သွားတဲ့အချိန်မှာသူတို့အတွက်အိမ်ရှင်ရဲ့နော်သူတို့နဲ့ကြားမှာပေါ့လေနော်ညီနိုင်ဆောင်ရွက်လို့မှုလုပ်ပေးလို့ရတဲ့ရုံးတိုင်အမတွေရှိမယ်ညီမတွေရှိမယ်အကိုတွေရှိမယ်ပေါ့လေနော်အဲ့တော့အားလုံးရုံးတိုင်အကိုတွေအမတွေညီမတွေအိမ်ကူညီမလေးတွေကိုကူညီပေးကြပါသူတို့ကမြန်မာလူမျိုးတွေပါနော်အမတို့ကလည်းမြန်မာလူမျိုးတွေပါညီမတို့ကလည်းမြန်မာလူမျိုးတွေပါသူတို့တွေဒီအိမ်ရှင်ရဲ့ PR တခုအောက်မှာအလုပ်လုပ်နေရတာဖြစ်ပါတယ်ညီမတို့ကရုံးမှနေရတာပါညီမတို့တောင်မှပဲ boss ကအောက်မှာအလုပ်လုပ်ရတာဘယ်လောက် pressure ရှိနေလဲအဲ့တော့သူတို့ကအိမ်ရှင်နဲ့တိမ်ထဲမှာနေပြီးတော့အရေးတကြီးကြီးနဲ့နော်နေရတာဖြစ်တဲ့အတွက်သူတို့မှာအရင် pressure ရှိပါတယ်နောက်တစ်ခုကသူတို့တွေဒီ skillful worker တွေမဟုတ်ပါဘူးเนาะအဲ့တော့သူတို့မှာရှိနေတဲ့ခွန်အားလေးတစ်ခုနဲ့မိသားစုကိုလှုပ်ကြွေးခြင်းနဲ့ဘဝတစ်ခုကိုနောက်တစ်ဆင့်ကိုသွားခြင်းနဲ့ဆိုတဲ့စိတ်လေးတစ်ခုနဲ့သူတို့ကလာအလုပ်လုပ်ကြခြင်းဖြစ်ပါတယ်အဲ့တော့အမားတို့ညီမတို့ကရုံးတိုင်နေခဲ့ပေါ့လေเนาะအမားတွေညီမတွေကနေပြီးတော့ကျွန်တော်တို့အိမ်ကူလုပ်နေရတဲ့ညီမလေးတွေအမားတွေကိုအများကြီးကူညီပေးပါတခုခု problem တစ်ခုဖြစ်လာပြီးပြဿနာတစ်ခုဖြစ်လာပြီးဆိုရင်သူတို့ဘက်ကနေပြီးတော့ positive view လေးနဲ့ကြည့်ပြီးတော့ဖြည့်ရှင်းပေးကြပါเนาะပြဿနာဖြစ်လာပြီဆိုတာနေတော့အသုံးမကျဘူးဆိုတဲ့အမြင်လေးနဲ့စကြည့်မယ်ဆိုတော့တို့ကဘယ်တော့မှအသုံးကျနေမှာမဟုတ်ပါဘူးเนาะတို့အသုံးကျနေတဲ့အမြဲတမ်းမှန်နေတယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူးတို့မှလည်းအမှားကောင်းမှားနိုင်ပါတယ်အဲ့တော့မှားသည်ဖြစ်စေမှန်သည်ဖြစ်စေကျွန်တော်တို့ပြဿနာတစ်ခုကနေပြီးတော့ problem နဲ့နောက်ထပ် conflict เนาะနောက်တစ်ခုရန်ညှိုးဆိုတဲ့အဆင့်ထိတက်မသွားဖို့ကပိုပြီးအရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ပြဿနာတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့အိမ်ကူညီမလေးတွေဘက်ကနေပြီးတော့အတက်နိုင်ဆုံးရက်တည်ပြီးဖြည့်ရှင်းပေးပါအကောင်းဆုံးအဖြေတစ်ခုရအောင်စဉ်းစားပြီးတော့ကူညီဖြည့်ရှင်းပေးကြပါနောက်မြန်မာအချင်းချင်းရိုင်းဆိုင်နော်ရင်းတီးတွေနဲ့နော်စိတ်ထိခိုက်သွားနိုင်လောက်တဲ့အသုံးနှုန်းတွေသုံးနှုန်းပြီးတယောက်နဲ့ပြောဆိုတာမျိုးမလုပ်ပါနဲ့နစ်နာသားလောက်တဲ့အခြေအနေမျိုးတွေဖြစ်သွားအောင်မျိုးတွေမလုပ်ပေးပါနဲ့အဲ့ဒါလေးကျွန်တော်တို့ကကျွန်တော်ကနေပြီးတော့တောင်းဆိုတာပါဘသူတွေအတွက်လဲဆိုရင်ကျွန်တော်အိမ်ကူလုပ်နေတဲ့ညီမလေးတွေအတွက်ပါဘသူကိုတောင်းဆိုတာလဲဆိုရင်အမှရှိတဲ့ရုံးတိုင်အမတွေညီမတွေအတွက်ပါဘာလို့လဲဆိုရင်အမတို့ညီမတို့အမှရုံးထိုင်လုပ်နေတယ်เนาะဆိုတာကလည်းအိမ်ကူသွားလုပ်နေတဲ့ညီမလေးတွေရှိနေလို့ပါကျွန်တော်တို့က win to win မှာပဲเนาะအားလုံးကကိုယ်အကျိုးအတွက်ကိုအလုပ်လုပ်နေကြတာပါသူတို့ရှိလို့ညီမတို့မှလည်းအလုပ်လေးဆိုတော့ရှိနေတာပါအဲ့ဒါလေးတွေတော့နားလည်ပေးစေချင်ပါတယ်ကျွန်တော်မုန်းမယ်ဆိုလဲမုန်းပါတတ်နိုင်ဘူးကျွန်တော်ကတော့လေเนาะဟိုလူသားချင်းစာနာတယ်လို့ပဲပြောကျွန်တော်တနာမိတယ်ပေါ့လေနော်သူတို့အတွက်ကိုချင်းစားတဲ့စိတ်တစ်ခုတည်းနဲ့ကျွန်တော်ပြောပြတာပါကျွန်တော်အတွက်အကျိုးကျေးဇူးအတွက်ပြောနေတာမဟုတ်ပါဘူးအဲ့တော့ရုံနိုင်နေတဲ့အမတွေညီမတွေအကိုတွေအိမ်ကူညီမလေးတွေနဲ့အိမ်ရှင်ကြားမှာပြဿနာလေးတွေဖြစ်လာတဲ့အခါမှာအကောင်းဆုံးအဖြစ်တစ်ခုကိုညှိနှိုင်းဆောင်ရွက်ပေးဖို့ကျွန်တော်ဒီကနေ request လုပ်ပါတယ်နောက်တစ်ခုကညီမလေးတို့အနေနဲ့ကြတော့လဲဘာရှိလဲဆိုတော့ရောက်ခါစားမှာအိမ်ရှင်နဲ့ကြားမှာ impression ပေါ့ဟိုကိုယ့်ပေါ်မှာယုံကြည်မှုတစ်ခုပေါ့လေနော်ယုံကြည်မှုလေးတစ်ခုဖြစ်လာတဲ့အထိတော့စူးစမ်းစေချင်ပါတယ်တရုတ်လူမျိုးတွေစင်ကာပူနိုင်ငံမှာဆိုတရုတ်လူမျိုးတွေရှိတယ်။ Oman Dubai ဆိုရင်ကျွန်တော်တို့တခြားဘာသာကြားတွေရှိတယ်ပေါ့လေနော်။အဲ့တော့သူတို့နဲ့ထိတွေ့ဆက်ဆံတဲ့အခါမှာသူတို့ကကိုယ်တွေကိုအရင်ဆုံးကစောင့်ကြည့်တဲ့အနေအထားမှာနံပါတ်1လာတာပေါ့လေနော်။အဲ့တော့စောင့်ကြည့်တဲ့အနေအထားမှာကိုယ့်ဘက်ကဘာသာစကားကလည်းကျွမ်းကျင်မှုမရှိဘူး။လုပ်ငန်းကလည်းကျွမ်းကျင်မှုမရှိဘူးဆိုတဲ့အခြေအနေမျိုးလေးတစ်ခုကိုသူတို့ကတိတယ်။ကိုယ်တိုင်လည်းအဲ့စိတ်လေးတစ်ခုနဲ့အားနေတာလေးတော့ရှိတယ်။ဒါပေမဲ့အဲ့အခြေအနေမှာကိုကဘာဖြစ်နေလဲဆိုတော့ကိုကအဲ့အချိန်ဒီမှာဖုန်းသုံးခြင်းနဲ့ခိုးအိတ်ခြင်းနဲ့ဖုန်းခိုးသုံးတယ်နော်အိမ်ကိုလွမ်းတဲ့စိတ်တွေအရန်များတယ်စိတ်တက်တွေအလိုလိုနေကြနေတယ်အလုပ်လုပ်ကြတာစိတ်မပါဘူးအိမ်ရမထခြင်းဘူးဒီလိုမျိုးအိမ်ရှင်ကနေကိုယ့်အပေါ်မှာ
ယုံကြည်မှုကင်းသွားနိုင်လောက်တဲ့ကိုယ့်ကိုဖိစရာပေါ့လေနော်နှိမ်စရာပြောခွက်တစ်ခုဖြစ်လာနိုင်တဲ့အခြေအနေမျိုးတွေကိုယ်တိုင်လည်းမဖန်တီးပါနဲ့အဲ့တော့ပြောချင်တာပါလဲဆိုတော့ရောက်ခါစားညီမလေးတွေမြန်မာနိုင်ငံနေပြီးတော့ပြည်ပနိုင်ငံတစ်ခုကိုအိမ်အကူနဲ့ရောက်သွားတယ်ဆိုရင်ရောက်ခါစားအခြေအနေတွေမှာကိုအားတင်းထားပါကိုစ조사နိုင်သမျှစ조사ပါတီးခံနိုင်သမျှတီးခံပါနောက်တစ်ခုကဖုန်းကိုအရင်ကြီးမဆွဲလန်းပါနဲ့နောက်အိတ်ချိန်တွေအရင်ကြီးမဆွဲလန်းပါနဲ့မတိတာရှိရင်အင်ရှင်ကိုဓာတ်ရိုက်တည်တည်ချာချာမေးမမေးတဲ့ရင် translate နဲ့မေးလို့မရရင်ကိုဒီကနေပို့လိုက်တဲ့ agent သုံးမဟိုမှာရှိနေတဲ့ရုံးတိုင်းအမတွေညီမတွေကနေပြီးတော့အကူအညီတောင်းပြီးတော့ဒီအလုပ်လေးကဘယ်လိုလုပ်ရတာဒီအိမ်နဲ့ကြားမှာရှိတယ်ကိုလုပ်ရမယ် schedule လေးတွေကိုရှင်းရှင်းလင်းလင်းလေးဖြစ်အောင် clearance ဖြစ်အောင်ပေါ့လေနော်အဲ့ဒါလေးတွေမေးပြီးတော့တည်တည်ချာချာလုပ်နောက်တစ်ခုကျတော့ကိုဒီသူတို့အိမ်သူတို့မိသားစုပေါ်မှာတကယ်မိသားစုဝင်တယောက်လို့ပေါ့နော်ရိုးသားစ조사စွာနဲ့တကယ်လုံနေပါတယ်ဆိုတာကိုအချိန်တစ်ခုပေးပြီးတော့တက်တည်ပြပါနော်ဖုန်းကြီးအရင်စိတ်မဆွဲပါနဲ့နော်အိမ်ကိုလွမ်းတာတော့လွမ်းတာပဲကျွန်တော်ကိုချင်းစားပါတယ်ဒါပေမဲ့အိမ်ကိုအရင်ကြီးလွမ်းပြီးတော့ပေါ့ဘယ်လိုပြောမလဲဝမ်းနေနေတဲ့ပုံစံမျိုးတွေမပြပါနဲ့သူတို့မိသားစုနဲ့နေရတာပျော်တယ်အဆင်ပြေတယ်ဘယ်လိုပြောဘယ်လိုပဲဆူစိတ်မဆိုးဘူးရတယ်ငါ့ကိုပြောလို့ဆိုလို့ရတယ်ငါစ조사ပြီးလုပ်မယ်ဆိုတဲ့စိတ်လေးတစ်ခုကိုသူတို့မြင်တာအောင်ဆောင်ရွက်ကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်တခုခုဖြစ်လာပြီဆိုရင်လည်းရုံးတိုင်းအမတွေညီမတွေနဲ့နော်တည်တည်ချာချာတိုင်ပင်ပြီးတော့ပြဿနာတခုဘယ်လိုလေးဖြေရှင်းလို့ရလဲဆိုတော့အကောင်းဆုံးတခုကိုရှာစေချင်ပါတယ်စိတ်ထင်ရတွေဆုံးဖြတ်ချက်တွေမချပါနဲ့နော်နောက်တစ်ခုကစင်ကာပူနိုင်ငံဆိုရင်ပိုကောင်းတယ်ပေါ့လေနော် MOM ရှိတယ်MON ရှိတော့ MON နေမှာတဆင်လဲသွားလို့ရတဲ့အခြေအနေတွေရှိရပေါ့လေနော်နောက်ဒူဘိုင်း Oman ပေါ့လေနော်အဲ့ဘက်ကညီမလေးတွေကိုပို့ပြီးတော့သတိပေးခြင်းနေသူတို့ကအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့မှာနားရက်မရှိဘူးနော်နားရက်မရှိဘူးနားဖို့အချိန်အရင်နေတယ်နော်နောက်လာစားလဲနေတယ်ပေါ့လေနော်နောက်တစ်ခုကအဲ့မှာရှိတဲ့ရုံးတိုင်းညီမလေးတွေအမတွေနော် request လုပ်တာပါနော်အဲ့တော့သူတို့ကိုစာနာပေးပါအဲ့တော့အရန်ကြီးမရင်သေးပါနဲ့လက်ပါတယ်ဆိုတာတွေအရန်လွန်ပါတယ်တခုခုဖြစ်ပြီဆိုရင်ကိုမြန်မာငါဒီသူတွေရှိလို့နော်ငါဒီမှာအလုပ်ရှိနေတာဆိုတော့မမေ့ပါနဲ့နောက်တစ်ခုကငါဒီလဲမြန်မာလူမျိုးတယောက်ဆိုတာမမေ့ပါနဲ့နောက်ဝစ်ဆိုတာလဲတတ်တယ်ဆိုတာလဲမမေ့ပါနဲ့နောက်ကိုဒီလို့တခုကိုလှုပ်လိုက်တာလက်ပြလုံရလားသူ့ကိုဒီလိုပြောလိုက်ရတာသူ့ကိုဒီလိုလှုပ်လိုက်ရတာလက်ပြလုံရလားဆိုတာအရေးကြီးပါတယ်အဲ့တော့နောက်ဆုံးအရှိကြီးဖြစ်သွားမှာဆိုလို့ပြောချင်တာလေးတခုကပြည်ပမှာရောက်နေတဲ့အခြေအနေမှာအဲ့တော့အိမ်ကူလုံနေတဲ့ညီမလေးတွေရဲ့ဟိုမှာရှိနေတဲ့ရုံးတိုင်းအမတွေညီမတွေအကိုတွေရဲ့ဂျားမှာနော်ပြဿနာတစ်ခုဖြစ်လာပြီဆိုရင်တော့အကောင်းဆုံးဖြေရှင်းပေးကြပါမရိုင်းကြပါနဲ့တယောက်ကိုတယောက်စိတ်ထိခိုက်စေတော့တဲ့စကားလုံးတွေမသုံးကြပါနဲ့နော်လက်ပါချီပါတာမျိုးတွေဆိုပို့ဆိုးတာပေါ့ဗျာနော်အဲ့လိုမျိုးတွေမလုပ်ကြပါနဲ့နော်ဟိုအိုမန်ဒူဘိုင်းတစ်ဘက်ကလူတွေဆိုအဓိကပို့ပြောတာပါစင်ကာပူဘက်ကတော့အဲ့လောက်တော့မဆိုးဒါပေမဲ့စင်ကာပူဘက်မှာလည်းငါမှန်တယ်ငါတို့ကအိမ်ရှင်ဘက်ကမှန်တယ်ဆိုပြီးတော့လည်းအဲ့လိုမျိုးကြီးတစ်ဖက်သက်ကြီးနားထောင်လိုက်တာမျိုးမလုပ်ပါနဲ့နော်အဲ့တော့ကိုမြန်မာလူမျိုးချင်းချင်းစီလုံးရှိကြပါအဲ့တော့ညီမလေးတွေအနေနဲ့ကလည်းအတက်နိုင်ဆုံးစူးစမ်းကြပါအိမ်ကိုလွမ်းတဲ့စိတ်နော်အားငယ်တဲ့စိတ်တွေကိုဖျောက်နော်ငါနေတိုင်းစူးစမ်းနေတယ်ဆိုတာသူတို့မြင်အောင်လုပ်သူတို့ယုံကြည်မှုရှိအောင်လုပ်ယုံကြည်ရတဲ့စိတ်ကိုလည်းအလွဲသုံးစားမလုပ်နဲ့နေ့စဉ်နဲ့မျှစူးစမ်းမယ်ဆိုရင်ကိုရည်ရွယ်ထားတဲ့အရာတဖြည်းဖြည်းနဲ့ဆရာတို့ကျွန်တော်တို့အဆင်ပြေလာမှာပေါ့နော်အဲ့တော့ဆရာတို့ဆို sorry ပါနော်ကျွန်တော်စာသင်နေကြဆိုတော့ဆရာဖြစ်သွားလို့အဲ့တော့အားလုံး fighting မှာနော်တခုခုဆိုရင်ကျွန်တော်တို့ညီကိုမောင်နှမတွေတိုင်ပင်လို့ရပါတယ်ဆွေးနွေးလို့ရပါတယ်ဗျနော်အားလုံးကျမ်းမှာပြောဆွေးနွေးကြပါစေဗျ